ဒီဇလန်ကတော့ကဘာပြက်ကတ်ပြီးနောက်လူသားဘလူအသက်ရှင်နေထိုင်သွားမလဲကိုနက်နက်ရှိုင်ရှိုင်ပြသထားတဲ့ post apocalyptic series တစ်ခုပါဘူမိဗေဒပညာရှင်အစ်ရှာတောင်တန်းမှာလေ့လာနေစဉ်မွေကြိုက်ခံရပြီးမေ့လဲသွားပါတယ်အချိန်ကြာပြီးနောက်ပြန်နိုးလာချိန်မှာတော့ကဘာပေါ်မှာလူအများစုဟာကူးစက်ရောဂါတစ်မျိုးကြောင့်တိတ်ဆုံးသွားပြီးမြို့တွေဟာလုံးဝလွတ်လပ်နေကြောင်းသိလာပါတယ်မိဘတွေကိုဆုံးရှုံးရတဲ့နာကျင်မှုနဲ့တယောက်တည်းအသက်ရှင်ရတဲ့အထီးကျန်မှုကြားမှာအစ်ဟာ lucky ဆိုတဲ့ခွေးလေးနဲ့အတူအသက်ရှင်ဖို့ကြိုးစားပါတယ်။တနစ်ကျော်ပြီးနောက်သူဟာအမ်မာဆိုတဲ့မိမတစ်ယောက်နဲ့တွေ့ဆုံပြီးနှစ်ယောက်သားအပြန်အလှန်ယုံကြည်ကမိသားစုတစ်ခုကိုတည်ဆောက်လာကြပါတယ်။အချိန်ကြာလာတာနဲ့အမျှကလေးလေးမွေဖွားလာအခြားအသက်ရှင်ကြံသူတွေပါဝင်လာလူသေးသေးလေးအဖွဲ့အစည်းတစ်ခုထက်လာပါတယ်။ဒါပေမဲ့လူသားတွေထဲမှာမကောင်းတဲ့လူတွေလည်းရှိနေစေဖြစ်ပြီးအစ်ရှာမိသားစုကိုကာကွယ်ဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရပါတယ်။ဒီအရာတွေကသူ့ကိုစိတ်ပိုင်းဆိုင်ရာအရန်ထိခိုက်စေပါတယ်။နောက်ပိုင်းမှာကူးစက်ရောဂါပြန်ပေါ်လာပြီးသူသားဂျိုးကြီးကိုဆုံးရှုံးရတဲ့အကြီးမားဆုံးနာကျင်မှုကိုကြုံတွေ့ရပါတယ်။ဒါပေမဲ့ဂျိုးကြီးရဲ့မှတ်စုတွေကနေလူသားမျိုးနွယ်အတွက်မျှော်လင့်ချက်အသစ်ကိုအစ်တွေ့ရှိလာပါတယ်။နောက်ဆုံးမှာအစ်ရှာရေဒီယိုဆက်တလုံးတိဆောက်ပြီးကဘာတဝိုင်မှာအသက်ရှင်ကြံသူတွေကိုဆက်သွယ်နိုင်ခဲ့ပါတယ်။အဖွဲ့အစည်းကြီးတစ်ခုပေါင်းစည်းလာပြီးလူသားတွေဟာအသစ်တစ်ဖန်ပြန်လည်တိဆောက်နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဇလန်ကိုအဆုံးသတ်ပါတယ်။ဒီဇလန်ကလူသားရဲ့အားသာချက်မိသားစုအရေးပါမှုမျှော်လင့်ချက်မပြောက်တဲ့ကြောင်းကိုအလွန်လေးနဲ့စွာပြသထားတဲ့ဇလန်တစ်ခုဖြစ်ပါတယ်